အတူရှိတဲ့အချိန်တွေများလွန်းရင် relationship အတွက်ပြဿနာရှိလာနိုင်ပါတယ်ချစ်သူသို့မဟုတ်အိမ်အောင်တဲ့ဘဝမှာတဦးနဲ့တဦးမခွဲအတူရှိနေတာဟာပျော်စရာကောင်းတယ်ဆိုပေမဲ့လည်းအမြဲတမ်းအချိန်ပြည့်အတူရှိနေလုံးပြန်ရင်လည်းမကောင်းပါဘူးအိမ်အောင်တဲ့ဘဝဆိုရင်တော့မနက်မိုးလင်းတွေကဒီမျက်နှာမနက်စာစားလဲအတူရေချိုးလဲအတူထမင်းစားလဲအတူအဲ့ဒီလိုအချိန်ပြည့်တွဲဖြစ်နေတာဟာလဲအဲ့ဒီ relationship အတွက်အနေရရှိလာနိုင်ပါတယ်တအိမ်နဲ့အတူနေတဲ့လင်မယားတွေဆိုရင်လဲအလုတ်ကနေအိမ်ကနေအလုတ်ဖြစ်နေပြီးအားလျက်မှာလဲတငယ်ချင်းတွေနဲ့မတွေ့ဖြစ်ဖဲနှစ်ယောက်တည်းပဲအတူနေတာကြာလာရင်တခြားအရာတွေမဆိုထားနဲ့ကိုကဘာဟာနှစ်ယောက်တည်းရှိတာလားလို့ညီငိုစိတ်ပါလာတဲ့အတွေ့မျိုးတွေးမိလာတတ်ပါတယ်သမီးစားစုံတွေမှာလဲအဲ့လိုပါပဲဒီလူနဲ့ပဲအမြဲတမ်းအချိန်ကုန်ဒီလူနဲ့ပဲအမြဲတွေ့နေရင်စိတ်ထဲမှာအဲ့ဒီလိုအတွေးမျိုးတွေးမိလာတတ်ပါတယ်ဒီလိုတွေးမိလိုက်လို့ငါတခုခုမှားနေလားလို့တော့မထင်ပါနဲ့ဒါဟာ normal case ဖြစ်တတ်တဲ့ပုံမှန်သဘာဝတစ်ခုပါလူဆိုတာအမြဲတမ်းတစ်ယောက်တည်းနေလို့မရတယ်လို့တခါတလေမှလည်းတစ်ယောက်တည်းနေတဲ့နဲ့တီးတဲ့အချင်းကိုတစ်ယောက်တည်းကိုဟာကိုလှုပ်တဲ့အရာဆိုတာရှိပါတယ်နှစ်ယောက်အတူရှိတာများလုံးရင် relationship တစ်ခုမှာဘာကြောင့်ဒီလိုတွေဖြစ်လာရသလဲဘာကြောင့်ကိုယ်ပိုင်ပြီးတဲ့အချိန်ဆိုတာလိုအပ်တယ်လေဆိုတာအတွက်အကြောင်းပြချက်တွေကတော့နံပါတ်1ဒီလူနဲ့မတွေ့ခင်မှာတင်ဟာတင်ပါဒီလူနဲ့တင်နဲ့မတွေ့ခင်ကတင်ဟာတင်ပါတင်ရဲ့ဝါသနာတင်ကြိုက်တဲ့အစာ TV shows တွေနဲ့တင်အိမ်မတွေ့ချတင်စိတ်ကြိုက်ဘဝမှာနေလာခဲ့တဲ့သူပါဒါကြောင့် single ဘဝကနေ relationship ဘဝကိုပြောင်းမယ်ဆိုရင်တော့အပီးအယူမျှအောင်တင်တယောက်ထဲရဲ့အကြိုက်ထက်နှစ်ဦးအကြိုက်ကိုညှိပြီးလိုက်ရောနေကြရပါတယ်အဲ့ဒီလိုဘလောက်ကြာနေနိုင်ပါလဲတင်ဟာတင်ရဲ့ချစ်သူခင်ပွန်းဇနီးမဟုတ်ပါဘူးတင်ဟာတင်ပါကိုပိုင်ဘဝကိုပိုင်အောင်မြင်မှုတွေချပြုတ်ခဲရတဲ့အတိတ်ကိုပြန်တွေးကြည့်ပါနောက်ဆုံးတင်ရဲ့ပါတနာကတင်ကိုဘာကြောင့်ချစ်ခဲ့လဲတင်ဟာတင်ဖြစ်နေလို့ပါဒါကြောင့်ဒီအချက်ကိုမမိပါနဲ့နံပါတ်2အမဓာတ်နဲ့အဖို့ဓာတ်နှစ်ယောက်အတူရှိနေတာအယမ်းများလာပြီဆိုတာနဲ့အရာအလုံးကိုတင်ရဲ့ချစ်သူခင်ပွန်းဇနီးကအားလုံးချဲလိမ့်နေတယ်လို့ထင်လာနိုင်ပါတယ်။တင်ရဲ့ပါတနာကိုလေ100%နှစ်သက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး။အတူရှိချိန်နဲ့တင်များလာရင်တဦးနဲ့တဦးချအသီးဖွဲလေးကစမြင်လာပြီးအဲ့ဒီလိုအသီးဖွဲလေးတွေကစအလိုမကြတာတွေစိတ်ဆိုးစရာတွေတဖြည်းဖြည်းစုပုံလာရင်နောက်ဆုံးဒီထက်ပိုကြီးတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။နံပါတ်3လူတိုင်းမှာကိုယ်ပိုင်အချိန်လိုပါတယ်။လူတိုင်းမှာတီးတန့်ကိုယ်ပိုင်အချိန်နဲ့နေရာလူလေးဆိုတဲ့စကားဟာလုံးဝမှန်ပါတယ်။ဝန်ခံချင်းခံမခံချင်းနေတင်ရုပ်တင်ပါတနာမှာပါတီးတန့်ကိုယ်ပိုင်အချိန်လိုပါတယ်။လူတိုင်းမှာကိုယ့်ဘာကိုလွဲပြီးတခြားသူကိုမသိစေချင်တဲ့အတွေ့အကြုံရှိတတ်ပါတယ်။ကိုယ်ပိုင်အတွေ့အခေါ်ကိုယ်ပိုင်စိတ်ကူးနဲ့လွတ်လွတ်လပ်လပ်မနေရတာများလာရင်နောက်ဆက်တွဲအနေနဲ့စူးကျူးတွေရှိလာတတ်ပါတယ်။နံပါတ်4ကိုယ်ပိုင်အသက်မွေးဝမ်းချမ်းလမ်းကြောင်းတင်နဲ့တင်ပါတနာတို့ဟာဒီချာ career life မှာပိုတက်နေဖို့လိုပါတယ်။တကယ်လို့ career life လမ်းကြောင်းပြနေတယ်ဆိုရင်တော့မှအလုပ်လုပ်တဲ့အခွင့်အရေးနဲ့ကိုစနစ်ကြပုံစံချရတာမှာတော့လမ်းကြောင်းပြချဖြစ်နေဖို့လိုပါတယ်။တခါတလေမှာကိုယ့်ရဲ့ပါတနာနဲ့အမြဲတမ်းကြီးအချိန်ကြီးရှိနေတဲ့အစားအလုပ်အတွက်အချိန်ပေးလိုက်ပါ။အဲ့ဒီအချိန်မှာတော့အတွေ့လိုက်ပြောရတာထက်တခါမှတယောက်တည်းပြောရတဲ့အရာပါကပိုကောင်းတာကိုသိလာမှာပါ။နံပါတ်5တင်းရဲ့ပါတနာတယောက်တည်းနေပြီးဆက်ပေါင်းတင်လို့မရပါဘူး။ဒီမှာပြောဆိုဆက်ဆံရကသူတယောက်တည်းရှိတာမဟုတ်ပါဘူး။သူတယောက်တည်းနေပြီးတင်ဘဝကိုတိဆောက်လို့လည်းမရပါဘူး။လူတိုင်းမှာသူတို့ရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းဆိုတာရှိပါသေးတယ်။ဒါကြောင့်တင်မလေးတငယ်ချင်းမိတ်ဆွေအတိုင်းဝိုင်းဆိုတာလိုပါတယ်။ဒါကြောင့်ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ဖြစ်ပြီးတိချမနေပါနဲ့။နံပါတ်6ခဏဝေးပြီးမှပြန်တွေ့ရတာပိုကောင်းပါလေ။ဝေးနေရတာတွန်းနေရတာကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ဒါပေမဲ့အချို့တွေကိုစားသုံးလို့ရောဤသွားတယ်လို့ပါပဲ။တခါတလေဝေးနေရတာကပိုကောင်းပါလေ။ဒီတစ်ချက်ဝေးတတ်ဆိုတာလိုပါပဲ။ခဏခွဲပြီးဝေးပြီးမှပြန်တွေ့ရတဲ့အရာကပိုကောင်းပါလေ။ relationship မှာလေ break time တော့မရှိမဖြစ်ဘူး